ကဲဒလားနေပြန်လာပြီချင်းနေကြော်ရေဒလားနေပြန်လာပြီချင်းနေကြော်တောင်ပန်တက်ပြီးတော့ပြန်လာပြီတောင်ပန်မှာတက်လိုက်တော့ပြီးတက်ပြီးဒလားကိုစတက်ပါပြီဒလား23စက္ကန့်24ဒလားကိုတက်လာပြီရန်ကုန်ကနေတက်လာဒလားနေပြန်လာပြီဒလားမှာကားပတ်မောင်းလိုက်တော့တတိယကြော်ခြင်းနေပြေးကြော်လိုက်ပြီဒါဒလားအပြင်လက်တော့ဒါဒလားလက်တော့ဒလားနေရတဲ့မြင်ကွင်းအရန်ကုန်မြင်ကွင်းဒလားကြီးပေါ့ကားတော့ပိတ်ပါပြီဒီဘော်ဒီတရားဝါကြီးချောဝါစပိတ်ဦးမယ်တင်နေအစင်းကြရင်ပြန်ပိတ်ပြီတင်နေချင်းဒီကြော်ကြီးအစနေဟိုဘက်ကနေစပိတ်နေပြီတင်ကဲကမရကဟောကရန်နေဘလို့သွားပိတ်လို့ပိတ်ရပါမလို့တာကဲသရရဲ့အမြင့်3နေရာရောက်လာ10မိနစ်39 3မိနစ်ပဲကြာတယ်ပြောကြတယ်10မိနစ်နဲ့49မှာအလေရောက်လာကြာတာ3မိနစ်စောင့်ရတာနိုင်ဝက်တော့ကြာဘယ်ရောက်မှခိုင်းပိတ်နေပြီချင်းနေရပါအပြည့်ပဲလာကြတယ်ပြီတင်နေဘာမှမဟုတ်လာကြကြည့်ကြတာပေါ့နော်သူရှိန်တော့တော့ပိတ်သွားပြီပဲညနေမှာအားကြနေပြီဆင်းလာပြီစဆင်းလာပြီအဆင်းကဘယ်လောက်မဲ့လဲကြည့်လိုက်ခဏတက်ကတိတ်မမတ်ပေါ့ဒီဘက်ဆင်းကိုတော့တော်တော်မှတ်အောင်ဆင်းတော့ဒီဘက်တော်ဆင်းကိုတော်တော်မှတ်အောင်ဆင်းတော့ဒီတက်ဒီတက်ကိုအေးသေးတက်လာတာပဲတော်တော်လေးမဲ့တယ်ပေါင်းမေးဟိုဘက်ဆင်းကတော့ရှင်းရှောနေရဒါဟိုဘက်ဆင်းကိုလမ်းဆင်းလိုက်မယ်ချေော်သေးတယ်ဒါဒီလမ်းမတော့ဆင်းတယ်ဒီဘက်ကိုလမ်းဆင်းတာဟိုဘက်ဆင်းကိုလမ်းညင်လာဟဲ့လားလမ်းမတော့ဆင်းရမသိဒီလာတာအဆင်းကိုဆင်းမယ်လာတာဘက်ကိုဆင်းပြီးချင်းသည်ဒီလောက်တွားတွေခုမှပုံများတာဘာကြောင့်များနေတယ်တော့မသိဘူး3မိနစ်ပဲကြာတယ်သူစမ်းကြည့်တယ်ဆင်းလာပြီချိန်မှာ EV ကား EV taxi ကားရှိတယ်3မိနစ်12မိနစ်3မိနစ်ပဲကြာခဲ့ဒလားဦးဖျားရောက်သွားတယ်ဒလားဒါကြီးဟိုပြန်နေဒလားရောက်ချင်းရောက်တဲ့ငါပဲအစင်းကတော့တကယ်တော့နည်းနည်းဟိုဘက်တဲ့စာတော့အတက်ဘက်တော့နည်းနည်းတော့ပုံမှတ်ထားတယ်သိလားချင်းဒါအစင်းဆိုတော့အားရအောင်တို့ကဒီစားကြီးကိုမှတ်တယ်အောင်မြင်ဟုတ်တယ်ဒီဘက်ကစက်တုံးနေတယ်ပုံများခဏတော့ဒီလောက်ထိမတက်တော့အောင်ဒီစင်းကတော့မှတ်တယ်တော်တော်မှတ်ကဲဒလားရန်ကုန်ရောက်လာပြီရန်ကုန်ပြန်ရောက်ပြီ